2026မှာပတ်စံရှိအောင်နဲ့ဇွတ်မဝယ်တဲ့နဲ့နောက်ဒီတကယ်အလုပ်လုပ်မဲ့ professional တွေပဲဝယ်တဲ့နဲ့ beast တကောင်ဒီကောင်ကြီးကတော့ကျွန်တော်တို့ရုံးမှာ M2 Pro နဲ့ Facebook သုံးရတာကိုထစ်တယ်ဆိုတဲ့အငယ်ဆုံးညီလေးအတွက်ကျွန်တော်တို့ဝယ်ပေးထားတာပါဆိုတော့အမောက်တင်လေးစလိုက်ရအောင်ကောင်ကတော့ M5 MacBook Pro M5 Pro ချစ်နေပါဒီကောင်ကတော့ကျွန်တော်တို့ဒီ RAM 24 storage ကတော့ 1TB နဲ့မှာထားတယ်ပါမောင်စင်းလေးစလိုက်ရအောင်ကဲမင်းသားကြီးကိုတော့နောက်ဆုံးမှဖောက်မယ်ပြီးရင်အထဲမှာဘာလေးပါလဲဆိုကြည့်အောင်ကျွန်တော်တို့မှာထားတာတော့ Space Black Color ပေါ့နော်ဆိုတော့သူ့ရဲ့ဒီ grip ကြိုးလေးတွေဒီ charger ကြိုးကြီးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီသူ့ရဲ့ color အတိုင်းပဲထည့်ပေးထားတယ်ဒီ attention to detail ကိုကျွန်တော်သဘောကျတယ်နောက်သူ့မှာ adapter ကြတော့ဒီကောင် 70W adapter ပါတယ်2 pin နဲ့ပဲပြီးတော့ထဲထဲမှာဘာတွေပါလဲဆိုတော့ထုံးစံအတိုင်းပဲကျွန်တော်တို့ manual ပါမယ်တခါမှမပတ်တဲ့ဟာတွေပြီးတော့ပါသေးလေ sticker တွေတော့မပါတော့ထင်တယ်ပြင်ရလို့မပါတော့ဒါပဲပါတယ်ဒါလေးတွေခဏထားလိုက်ပါမယ်အိုးဟာSpace Black ဆိုတဲ့အတိုင်းပဲလုံးဝကျွတ်စင်ကာလာတကယ်မိုက်တယ်ဒီကောင်းမှာဆိုလို့ရှိရင်ဒါအရင်တိုင်းပဲ port တွေကတော့ဒါ HDMI port တွေပါမယ် Type C port ပါမယ် Processor အတွက်ဒီ card reader တွေလည်းပါမယ်ဘက်မှာဆိုလို့ရှိရင်တော့ဒီဘက်မှာ Type C တစ် port ပါမယ်ကောင်းဒီအကုန်လုံးကဒီ Thunderbolt 5 ဖြစ်သွားပါပြီပြီးတော့ 3.5mm ချက်ပါမယ်ပေါ့နော်ဒီကောင်ကတော့ Apple ကနေပြီးတော့နောက်ဆုံးထွက်ထားတဲ့ M5 Pro MacBook Pro ပါကျွန်တော်မှားထားတာတော့ RAM 24GB storage 1TB နဲ့ဒီအရောင်ကြီးကိုတော့ကျွန်တော်တော်တော်သဘောကျတယ်ကျွန်တော်ကင်တဲ့ဒီ M4 MacBook Air ရဲ့ဒီ Sky Blue Color ထပ်စားလို့ရှိရင်ကျွန်တော်ဒီကောင်လေးကိုတော်တော်ပို့ပြီးတော့သဘောကျနေပါတယ်တော်တော်ကျကဲအဲ့ဒါဆိုရင်ဒီကောင်ကိုကျွန်တော်တို့ဖွင့်ကြည့်လိုက်ကြအောင်ဒါလေးရှုပ်တာနေတယ်ကဲဒီကောင်မှာ CPU 15 core နဲ့ GPU 16 core ပါတဲ့အတွက်ကြောင့်မလို့ဘလို့ heavy text တွေပဲလာ ACC ပဲ run နိုင်ပါတယ်အဲ့ဒါအောင်မှာ 120Hz promotion ပါတဲ့အတွက်ကြောင့်မလို့ display ကိုကြည့်လိုက်တဲ့အချိန်တိုင်းမှာအရသာရှိပြီးတော့ smooth ဖြစ်နေပါတယ် RAM ကလည်း24GB unified memory နဲ့ဆိုတော့ကျွန်တော်တို့ဒီ Chrome tab တွေ1000လောက်ဖွင့်ထားလဲတိတ်တော့စိတ်ပူစရာမလိုနောက်ပြီးတော့ဒီကောင်က 1TB storage နဲ့ဖြစ်သွားတဲ့အတွက်ကြောင့်မလို့တော်ရုံ storage space မှာလည်းကျွန်တော်စိတ်ပူစရာမလိုပါဘူးဘလို့လူတွေဝယ်တင်လဲဆိုတော့ဒီ developer တွေနောက် 3D creator တွေဒါမှမဟုတ်လို့ရှိရင် 4K 8K footage တွေနဲ့ဒီ video raw file တွေအများကြီး add ရတဲ့ဒီ creator တွေဆိုလို့ရှိရင်တော့တေချာပေါက်ဝယ်တင်တဲ့ device တစ်ခုဖြစ်ပါတယ်ဒီကောင်ကြီးရဲ့ဈေးနှုန်းကတော့ကျွန်တော်တို့ဒီ Thai Apple Store မှာဆိုလို့ရှိရင် Thai baht 94,900လောက်ကျရပေါ့နော်ဗမာငွေနဲ့တွက်ကြည့်မယ်ဆိုလို့ရှိရင်တော့98သိန်းဝန်းကျင်လောက်ကျတယ်အဲ့ဒါအောင်မှကျွန်တော်တို့ဒီရန်ကုန်ရောက် transportation ဘာညာနဲ့ဆိုရင်တော့ကျွန်တော်ဒီ300ဝန်းကျင်လောက်ထိကိုကျသွားပါတယ်ဒီလိုမျိုး specification အကျဉ်းကြီးတွေနဲ့ M5 Pro MacBook Pro ကိုဝယ်တင်တယ်လို့ထင်တာတကယ်ချင်းတော့ဘယ်လိုမျိုးယူဆလဲ comment ထဲမှာပြောထားပေးလို့ရပါတယ် fashion နဲ့ပတ်သက်တဲ့ video တွေကိုကြည့်ရှုဖို့အတွက်ကျွန်တော်တို့ရဲ့ Infovia page လေးကို like and follow လုပ်အားဖို့အတွက်မမေ့နဲ့ဘူးเนาะအားလုံးပဲ see you take care